အားလုံးပဲမင်္ဂလာပါ Premiere Pro နဲ့ဒီလိုမျိုး Music V Alike ဗီဒီယိုကတ်တွေကို Automate to Sequence နဲ့ Auto Sync လုပ်နည်းကိုလေ့လာကြည့်မှာဖြစ်ပါတယ် Premiere Pro ကိုအခုမှစတင်လေ့လာနေတဲ့မိတ်ဆွေတွေအနေနဲ့စိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်နဲ့အတူတူလေ့လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါတယောက်မင်္ဂလာပါကိုနေ Facebook Page မှာတင်ထားတဲ့ Premiere Pro သင်ခန်းစာတွေကိုဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်Okay ပထမဆုံးကျွန်တော်တို့အသုံးပြုမဲ့ music file တစ်ခုကိုတိုင်းလမ်းမှာဆွဲထည့်လိုက်ပါမယ် music ထဲကိုဝင်မယ်ပြီးရင်တော့တိုင်းလမ်းမှာဆွဲထည့်လိုက်မယ်ကျွန်တော်တို့ဒီ file တစ်ခုလုံးကြီးကိုအသုံးမပြုတော့ဘူးကျွန်တော်လိုချင်တဲ့နေရာလေးကနေဖြတ်ပြီးတော့ပဲအသုံးပြုမှာဖြစ်ပါတယ် Okay ကျွန်တော်တို့ဒီနေရာနေစပြီးတော့ယူလိုက်မယ်ရှေ့ပိုင်းကိုကျွန်တော်ဖြတ်လိုက်မယ်ပြီးရင် play ပြီးတော့ဒီနောက်ပိုင်းကိုလည်းကျွန်တော်မလိုချင်တဲ့နေရာဖြတ်လိုက်ပါတော့အရင်ကြီးရှေ့နေမှာပို့လို့ပါဒီတော့ပဲကျွန်တော်ထားလိုက်တော့မယ်ဒီနောက်ပိုင်းကိုကျွန်တော်ဖြတ်လိုက်တော့မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အရင်ကြီးရှင်းနေမှာဆိုလို့ပါဒီထက်မှာ V Alike ကိုကျွန်တော်တို့ဗီဒီယိုကတ်တွေဓာတ်ပုံတွေထည့်ဖို့အတွက်က V နေရာလေးတွေကိုမာကာလုံးလေးတွေနဲ့သတ်မှတ်ပေးသွားဖို့လိုအပ်ပါတယ်မာကာလုံးလေးတွေနဲ့သတ်မှတ်မယ်ဆိုရင် keyboard ပေါ်က M ကိုနှိပ်ပြီးတော့သတ်မှတ်လို့ရပါတယ်ဒီ music file ကိုနားထောင်နေရင်လည်း keyboard ပေါ်က M ကိုနှိပ်သွားရုံပါပဲမာကာသတ်မှတ်မယ်ဆိုရင်တော့ဒီ audio layer ပေါ်မှာအခုလိုမျိုး select ပေးထားလို့မရပါဘူးလွတ်တဲ့နေရာကိုတစ်ချက်နှိပ်ပြီးတော့ audio file ကိုကျွန်တော်တို့ play ပြီးတော့နားထောင်နေရင်လည်း keyboard ပေါ် arm ကိုနှိပ်သွားရုံပါပဲကျွန်တော်စမ်းကြည့်မယ်ကျွန်တော်တော့ဒီလိုမျိုးလိုက်ပြီးထည့်လိုက်ပြီမိတ်ဆွေတို့တော့ကိုအသုံးပြုမဲ့ music ပေါ်မှာမူတည်ပြီးတော့တခြားနားထောင်ပြီးတော့ဒီ V နေရာလေးတွေကိုကျွန်တော်တို့ဒီတီးလုံးတီးသလိုပေါ့နော် V နေရာလေးတွေကို M ကိုနှိပ်ပြီးတော့အခုလိုမျိုးမာကာလုံးလေးတွေနဲ့သတ်မှတ်လိုက်ပါအကယ်၍ V နေရာလေးတွေနဲ့ဒီမကိုက်ညီတဲ့နေရာလေးတွေဆိုရင်တော့ဒီမာကာလုံးလေးတွေရွှေ့လို့ရပါတယ်နော်လိုက်ပြီးပြင်ပေးလို့ရပါတယ်ဒါတော့မိတ်ဆွေတို့တော့ကိုအသုံးပြုမဲ့music ပေါ်မှာမူတည်ပြီးတော့တေချာလိုက်ပြီးပြင်ပေးဖို့လိုအပ်ပါတယ်ဒါကျွန်တော်ကတော့အသုံးပြုတဲ့နီလန်ကိုပဲကျွန်တော်ကမျှဝေတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးသတ်မှတ်ပေးပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမာကာလုံးလေးတွေကိုမလိုချင်တော့လို့ပြန်ဖြတ်မယ်ဆိုရင်လွတ်တဲ့နေရာကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီမှာမာကာဆိုတဲ့ထဲကိုဝင်ပြီးတော့ဒီမှာ clear marker ကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်အားလုံးပြတ်သွားလိမ့်မယ်ပေါ့နော် control order shift M ကိုနှိပ်လိုက်ရင်လည်းရပါတယ်နော်ဒါဆိုအားလုံးပြတ်သွားလိမ့်မယ်Okay ဒီကြားထဲမှာဒီမာကာလုံးလေးတွေရဲ့ကြားထဲမှာဗီဒီယိုကတ်သို့မဟုတ်ဓာတ်ပုံတွေကိုထည့်ပြီးအသုံးပြုမှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဗီဒီယိုဖိုင်ထဲဝင်မယ်ဒီထက်မှာတော့ဗီဒီယိုတွေရောဓာတ်ပုံတွေရောကျွန်တော်ပါပါတယ်ဒါတွေကိုအားလုံးဆက်လက်ပြီးတော့ထည့်မှာဖြစ်ပါတယ်အပေါ်ဆုံးကဗီဒီယိုဖိုင်ပေါ်မှာတစ်ချက်နှိပ်ပြီးတော့ keyboard ပေါ်က shift ကိုဖိထားပြီးတော့အောက်ဆုံးကဖိုင်ပေါ်မှာတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီ selection အားလုံးရသွားပြီပေါ့နော် selection အားလုံးပေးပြီးပြီဆိုရင်ဒီအောက်မှာ automate to sequence ဒီပုံလေးတွေ့လိမ့်မယ်နော် automate to sequence တွေကိုတစ်ချက်ဝင်ရမှာဖြစ်တယ်အကယ်၍ဒီနေရာမှာမရှိဘူးဆိုရင်အခုလိုမျိုး select ပေးထားတယ်ဆိုရင်သူ့ပေါ်မှာ right click နှိပ်ပြီးတော့ဒီထဲမှာတွေ့ရပါလိမ့်မယ် automate to sequence ပေါ့နော်သူထဲတစ်ချက်နှိပ်လိုက်ပါ automate to sequence နဲ့ဝင်မယ်ပြီးရင်ဒီအပေါ်ဆုံးက order နေရာမှာတော့ဒီအောက်က selection order ကိုရွေးထားဖို့လိုအပ်တယ်ဒီအောက်က placement နေရာမှာဆိုရင်တော့ add a number marker ဆိုပြီးတော့ရွေးထားလိုက်ပါပြီးရင် method နေရာမှာတော့ override edit ကိုရွေးထားလိုက်ပါပြီးရင်ဒီအောက်ဆုံးမှာတော့ input audio ကိုအမှန်ကြီးလေးပေးထားလိုက်ပါပြီးရင် okay နှိပ်လိုက်လို့ရပါပြီ okay ဒါဆိုရင်ဒီကျွန်တော်တို့သတ်မှတ်လိုက်တဲ့ marker နှစ်ခုကြားထဲမှာဗီဒီယိုတွေဓာတ်ပုံတွေကရောက်သွားပါလိမ့်မယ်ဒါကွက်တီပဲပေါ့နော်ကွက်တီရောက်သွားပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့စပြီး play ကြည့်လိုက်မယ်Okay ဒီဘက်ကိုဆက်ထည့်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကဒီဘက်ကိုဆက်ထည့်လို့ရတယ်သူ့နေရာလေးသတ်မှတ်ပြီးတော့ Okay ဒီနေရာနေကျွန်တော်
ဆက်ပြီးထည့်မယ်ဆက်ထည့်ဖို့တော့ကခုနထည့်က automate to sequence နဲ့ဝင်ပြီးတော့ okay ကိုပဲပေးလိုက်မယ်ဒါဆိုရင်ရောက်သွားပြီပေါ့နော်โอเคဒီဘက်ကိုဆက်ပြီးထည့်ပါမယ်automate to sequence နှိပ်မယ်ဒီဘက်ကျတော့အားလုံးမလိုတော့ဘူးเนาะမလိုအပ်တဲ့ဒီဘက်ပိုင်းကိုတော့ကျွန်တော်ဖြတ်လိုက်တော့မယ်โอเคဒါဆိုရင်တော့အစအနေပြန်ပြီးတော့ play ကြည့်လိုက်လို့ရတယ်ဒီနေရာမှာကျွန်တော်အခုလိုမျိုးထည့်လိုက်တဲ့အခါဒီမှာတချို့ပုံတွေပဲဖြစ်ဖြစ်တချို့ဗီဒီယိုတွေမှာဒီ frame မကိုက်ညီတာတွေရှိတယ်เนาะ frame မကိုက်ညီတဲ့နေရာဒီမှာဆိုရင်ကျွန်တော်ပြန်ပြီးတော့ပြင်ပေးဖို့လိုအပ်တယ်ဒီမှာဆိုရင်ဒါတွေကပုံတွေပေါ့เนาะပုံတွေမှာဒီ frame မကိုက်ညီတဲ့နေရာလေးတွေရှိတယ်တစ်ချက်နှိပ်လိုက်မယ် frame မကိုက်ညီတဲ့နေရာဒီမှာဆိုရင်သူ့ပေါ်မှာ right click နှိပ်မယ်ပြီးရင်ဒီအောက်မှာရှိနေတဲ့ scale to frame size ဆိုပြီးတော့တစ်ချက်ရွေးလိုက်မယ်ဒါဆိုရင် frame ကကွက်တိဖြစ်သွားလိမ့်မယ်เนาะဒါလေးတွေတော့လိုက်ပြီးညှိပေးဖို့လိုအပ်တယ်ဒီမှာဆိုရင်လည်းမကိုက်ညီဘူး right click နှိပ်မယ် scale to frame size ကိုချက်နှိပ်လိုက်မယ်ဒါများသောအားဖြင့်ကကျွန်တော်ဒီပုံလေးသုံးမယ်ဆိုရင်တော့အခုလိုမျိုး frame ကိုလိုက်ပြီးညှိပေးဖို့တော့လိုအပ်တယ်ပေါ့เนาะ scale to frame size ကိုရွေးမယ်ဗီဒီယိုပဲဖြစ်ဖြစ်ပုံပဲဖြစ်ဖြစ်ကျွန်တော်တို့ယူထားတဲ့ဒီ sequence နဲ့ဒီ frame size မတူဘူးဆိုရင်တော့အခုလိုမျိုး frame size တွေလိုက်ပြီးညှိပေးရတာတွေတော့ရှိပါတယ်ဒါလေးတွေတော့လိုက်ပြီးညှိပေးဖို့လိုအပ်ပါလိမ့်မယ်အဲဆိုရင်တော့အားလုံးညှိပြီးသွားပြီအစအနေပြန်ပလေးကြည့်လိုက်ပါမယ်โอเคဒါဆိုရင်တော့ Premiere Pro ကိုအခုမှစတင်လေ့လာနေတဲ့မိတ်ဆွေတွေအနေနဲ့အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုလိုမျိုး music v-alike ကိုယ့်ရဲ့ဗီဒီယိုတွေကိုယ့်ရဲ့ဓာတ်ပုံတွေကိုထည့်ကျင်နေဆိုရင်တော့ဒီနည်းလမ်းလေးနဲ့ထည့်လို့ရပါတယ်မာကာချတဲ့အခါမှာတော့ v နဲ့ကိုက်ညီအောင်တော့ချိန်ညှိပြီးထည့်ဖို့လိုအပ်ပါတယ်ဆိုတော့အားလုံးလည်းအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးလည်းအဆင်ပြေကြပါလိမ့်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်ဆောင်ကြပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်